ကစားကွင်းတွေအပန်းဖြေဥယျာဉ်တွေဆိုတာကလေးငယ်တွေရဲ့စော်ကစားတန်တွေရေမောတန်တွေနဲ့ပြည့်နှက်ပြီးတော့ပျော်ရွှင်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်ရပါလိမ့်မယ်။ဒါပေမဲ့မတော်တဆမှုတွေတဘာဝဘေးအန္တရာယ်တွေနဲ့ကြေကွဲစရာတမိုင်းဆိုးတွေကြောင့်ဆွပစ်ခံလိုက်ရတဲ့အခါမှာတော့အဲ့ဒီကစားကွင်းတွေဟာနေကင်းပတ်မှာတော့မှလူသူမကက်ရဲလောက်အောင်ကိုခြောက်ခြားပွဲရာနာနာဘာဝနေမြေတွေဖြစ်သွားတတ်ကြပါသည်။ဒီကနေ့တင်ဆက်ပေးချင်တာကတော့မကျွတ်မလွတ်တဲ့ဝင်းကြီးတွေကြီးစိုးရာနေရာအဖြစ်ကိုကဘာကျော်နေတဲ့တရေအချောက်ဆုံးကစားကွင်းကြီးတွေအကြောင်းပဲဖြစ်ပါသည်။နံပါတ်1ကတော့ပရိပြက်ကစားကွင်းယူကရိန်းနိုင်ငံကပရိပြက်ကစားကွင်းကကမ္ဘာမှာအကျော်ကြားဆုံးနဲ့အချောက်ချားဆုံးစွန့်ပစ်ကစားကွင်းကြီးဖြစ်ပါတယ်။1986ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ချီနိုဘိုင်နျူကလ িয়ার ပေါက်ကွဲမှုကြောင့်မလို့မြို့ကန်လူထုတရက်လုံးအိုးအိမ်ဆုံးခွာပြေးခဲ့ကြရပြီးဒီကစားကွင်းကြီးဟာလည်းဖွင့်လှစ်ဖို့ရပ်ပိုင်းလိုမာတွေကိုအပီးတိုင်ကိုစွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ဒီကစားကွင်းရဲ့ပြရုပ်ဖြစ်တဲ့တန်ကြီးတက်နေတဲ့ချာဟက်ရိုက်ကြီးရဲ့လျှက်စစ်ကားတွေဟာဆိုရင်တော့ဖြင့်မြို့နှင်းတွေကြားထဲမှာအေးဆက်စွာတည်ရှိနေပါတယ်။တရားဝင်ခီးသွွားဝင်ရောက်ခွင့်ကန့်သက်ထားပေမဲ့လို့စွန့်စားသွားရောက်တဲ့သူတွေရဲ့ပြောပြချက်အရညဘက်ဆိုရင်လေမတိုက်ဖဲနဲ့ခြားရက်ဟက်ကြီးကသူ့လိုလဲပတ်နေတတ်ပြီးကလေးငယ်လေးတွေရဲ့အော်ဟစ်စော်ကစားတံတွေကိုလည်းကြားရလိမ့်ရှိတယ်လို့ဆိုပါတယ်။ရေဒီယိုတထူးကြောင်းမှုတွေကြောင့်မလို့တေဆုံးသွားခဲ့ရတဲ့ကလေးငယ်တွေရဲ့ဝင်းကြီးတွေကဒီကစားကွင်းကြီးထဲမှာပဲယနေ့ထက်တိုင်စော်ကစားနေကြစေလို့ယုံကြည်နေကြပါတယ်။နံပါတ်2ကတော့ Safe Flag ကစားကွင်းပါ။အမေရိကန်နိုင်ငံလူစီဝီယာပြည်နယ်မှာရှိတဲ့ဒီအကြီးစားပန်းဖြေကစားကွင်းကြီးဟာ2005ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ကက်ထရီယာမုန်တိုင်းကြောင့်မလို့ရေလွှမ်းမှုကပျက်စီးသွားခဲ့ရပြီးတော့ပြန်မဖွင့်နိုင်တော့ဘဲနဲ့ဆွန့်ပစ်ခံခဲ့ရပါတယ်။ကစားကွင်းတစ်ခုလုံးရေအောက်ကိုရောက်သွားပြီးတော့မတော်တဆတေဆုံးခဲ့ရတဲ့သူတွေလည်းရှိခဲ့သလိုဆွန့်ပစ်ခံထားရတဲ့တားကောင်တွေရဲ့အော်ဟစ်တန်တွေနဲ့လည်းပြည့်နှက်ခဲ့ပူပါတယ်။လက်ရှိမှာတော့ရူလာကိုစတာယထာတန်လမ်းမကြီးတွေဟာနွေပင်တွေကရစ်ပတ်ပြီးတော့မှောင်မိုက်ခြောက်ခြားပေါ်ရဖြစ်နေပါတယ်။ညဘက်ဒီမှာဒီကစားကွင်းတွေကိုခိုးဝင်လေးလာတဲ့သူတွေဟာရေတွေကနေထွက်လာတဲ့ကလေးဝင်းကြီးတွေကိုတွေ့ရတတ်ပြီးငါတို့နဲ့အတူလာဆော့ပေးပါအောင်ဆိုတဲ့တိုးညင်းတဲ့အတန်တွေကိုလည်းကြားရလိမ့်ရှိတယ်လို့လည်းပြောခဲ့ကြပါတယ်။ဒါအပြင်မိပိတ်ထားတဲ့ဂိမ်းဆိုင်ဟောင်းတွေကနေအယုတ်တွေကသူ့လိုလှုပ်ရှားတာမျိုးတွေကိုကြုံတွေ့ရတတ်တာကြောင့်မလို့အမေရိကန်ရဲ့အချောက်ချားဆုံးစွန့်ပစ်နယ်မြေတစ်ခုဖြစ်နေပါတယ်။နံပါတ်3ကတော့တာကာကန်တိုမာကစားကွင်းပါ။ဂျပန်နိုင်ငံဖူကူရှီမာခရိုင်ကတောနှက်ကြီးတစ်ခုထဲမှာပုံကွက်နေတဲ့ဒီကစားကွင်းကြီးဟာ1980ပြည့်နှစ်လွန်တွေကတည်းကဗဟေတီဆန်ဆန်ကိုပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။အဓိကအကြောင်းရင်းကတော့ရူလာကိုစတာပေါ်ကနေចောင်းသားတွေကပြုတ်ကျတေဆုံးမှုအပါအဝင်မတော်တဆတေဆုံးမှုတွေကခဏဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ဒီကစားကွင်းဟာအမြဲတမ်းလိုထူထပ်တဲ့မြူနှင်းတွေဖုံးနှဲနေတတ်ပြီးတော့တတော်ကြီးရဲ့အလဲမှာတန်ကြီးတက်နေတဲ့ကလေးကစားစရာကြီးတွေကရုပ်ရှင်တွေကလိုမျိုးကြောချမ်းစရာကောင်းနေပါ යි ။မြင်းမြင့်တတိရီရဲ့ပြောပြချက်အရဆိုတော့ဖြင့်ညနေဆောင်မြူဆိုင်တဲ့အချိန်ဒီမှာရိုလာကိုစတာယထာတန်လဲဟောင်းကြီးတွေပေါ်မှာကနေတဲ့မင်းလေးငယ်တအူးရဲ့အသေးခိုက်မတက်ကိုအော်ဟစ်တန်ကြီးတွေကိုလည်းကြားရတက်ပြီးတော့လူသူမရှိရဲ့လေပတ်ခုံပပတ်လင်မှာဖြူဖြော့နေတဲ့ကလေးငယ်တွေဝိုင်းဖွဲ့ရက်ကြည့်နေတတ်တာကိုလည်းမြင်တွေ့ရတတ်တယ်လို့ဆိုကြပါ යි ။မဲဆီရိုကရောဒီနေရာတွေနဲ့ပတ်သက်ပြီးဘာအကြောင်းအရာတွေကိုတည်ထားသေးတယ်လဲဆိုတော့ကွန်မန့်လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးသွားနိုင်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။